အားလုံးပဲမင်္ဂလာပါတူတီတော်လေး YouTube channel လေးကနေကိုရီမတွေအားလုံးကိုနှွေးထွေးစာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်တော်လေးရဲ့ဗီဒီယိုဖိုင်လေးကနေဝင်ရောက်ကြည့်ရှုနေတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာကြပါစေစိတ်တော်တိုင်းကိုပါလူရင်းဆန္ဒတွေတလုံးတဝါရကြပါစေသက်ရှူတိုင်းမှာလည်းဝင်ငွေတွေတိုးပွားရရှိပါစေလို့တော်လေးဘက်ကပထမဦးစွာကိုရီမတွေအားလုံးကိုဆုမွန်ကောင်းတောက်ပေးလိုက်ပါတယ်ရှင်ကချစ်တော်မျိုးတွေအားလုံးပဲဝင်လာခဲ့ကြမယ်နော်ဝင်လာပြီဆိုတာနဲ့လိုက်လက်မလေးတယောက်ချက်စီနေပါ channel လေးကို subscribe နဲ့ရတဲ့ channel လေးကို subscribe လေးနှိပ်ပြီးကြည့်ပေးပါအများသူငါပေါ့အများသူငါရလို့ share လေးနဲ့ share ပေးတော့ပါနော်ဗီဒီယိုဖိုင်လေးဒီ9မိနစ်6မိနစ်ပဲလွှင့်အောင်မလို့စိတ်ရှည်သိခံစွာနဲ့ကြည့်ပေးပါနော်ရစ်ကြော်မိလည်းအစားဆုံးပြန်ကြည့်ပေးပါနော်ကဲဒီညနေမှာအလွန်အားကောင်းသောကဏ္ဍကြောင်းနိုင်ရှိတဲ့ကဏ္ဍလေးတွေပဲလာရောက်တင်ပေးတာဖြစ်ပါတယ်မနက်ကတင်ပေးတဲ့ကဏ္ဍဒီနေကုန်ဆိုပေမဲ့ဒီညနေမှာတော့လေအခုလာရောက်တင်ပေးတဲ့ကဏ္ဍဒီအရန်ကြိုက်လို့လာရောက်တင်ပေးတာဖြစ်တဲ့အတွက်အစားဆုံးလေးတော့မဖြစ်မနေဝင်ကြည့်ပါနော်9ရက်17လပိုင်းနော်2025ဗုဒ္ဓဦးနေ့ညနေ4:30မိနစ်မှာထိုးရမယ့်ပတ်တီအလွန်အားကောင်းသောပတ်တီလေးတွေလာရောက်တင်ပေးတာဖြစ်ပါတယ်ဗီဒီယိုနေရာကုန်းမအောင်မနှံပြောပဲနဲ့အစားဆုံးလေးကြည့်သွားပါနော်ကဲကဏ္ဍလေးကြားသိရတဲ့ဆိုရင်လည်း comment မှာမှတ်ပါတော်လေးရေးပေးတဲ့ကဏ္ဍလေးတွေကိုဘေးနောက်မှာဘောပင်လေးစောက်လေးရှိမယ်ဆိုဘောပင်လေးစောက်လေးနဲ့မှတ်သွားပါတော်လေးရှိမှာအဖွဲ့ဝင်ထားတဲ့အမျိုးတွေအားလုံးပဲတော်လေးရဲ့အဖွဲ့ဝင်မျိုးတွေတူတယောက်မကြမ်းနော်ဒီညနေမှာအားကောင်းပါတယ်နော်တော်လေးပေးထားတဲ့အဖေဝင်စားတို့လေးဒီညနေမှာအားကောင်းတာဖြစ်တဲ့အတွက်မဖြစ်မနေလေးတော့ကြည့်ပေးပါเนาะမဖြစ်မနေလဲလိုက်ထားပါเนาะပတိလဲပတ်မယ်အကွက်မျိုးကွက်ကလေးကြီးလဲထိုးထားပါเนาะဗုဒ္ဓဦးမကြော်အတွက်ပေးတဲ့ကဏ္ဍဒီညနေမှာအလွန်အားကောင်းပါတယ်ချစ်တော်မျိုးတွေအားလုံးပဲเนาะ9ရက်17လ2025เนาะကြောက်ဗုဒ္ဓဦးနေ4:30မိနစ်မှာထိုးရမယ့်ပတ်တီးဒီ4ပတ်တီး8ပတ်တီးပါနော်4-8ဝမ်းချင်းပါ4ကြိုက်တဲ့မျိုးတွေအားလုံးပဲ4ကိုပတ်မယ်8ကြိုက်တဲ့ချစ်တော်မျိုးတွေအားလုံးပဲ8ကိုပတ်ပါကိုကြိုက်တဲ့တက်ရကိုလိုက်ကစားလို့ရတယ်နော်ကိုကြိုက်တဲ့တက်ရကိုလိုက်ကစားပါပတိပတ်နိုင်တဲ့ကိုရီမတွေကပတိကိုပတ်မပတ်နိုင်တဲ့ကိုရီမတွေကအခုတော်လေးရွေးထုတ်ပေးထားတဲ့ကနန်းလေးတွေကိုပဲကစားပါနော်4နဲ့ထိုးရပတိလုံးမှာကနန်း4ခွက်ထုတ်ပေးတယ်4နဲ့ထိုးရမှာကနန်း4ခွက်တီ4-1 4-2 4-5 4ခွန်ပါ4-1 4-2 4-5 4ခွန်ပါအမျိုးတွေအားလုံးပဲနော်ကဏ္ဍလေးကြားသိရတဲ့ဆို comment မှာမှတ်ပါကဲကိုရီမတွေအားလုံးပဲเนาะပတိလုံးမှာကဏ္ဍလေးခွက်ထုတ်ပြီးတဲ့၄နဲ့ထိုးရမယ့်ကဏ္ဍလေးဒီ4-1 4-2 4-5 4ခွန်ဖြစ်ပါတယ်ဒါ4နဲ့ထိုးရမယ့်ကဏ္ဍ၄ခွက်ပါ8နဲ့ထိုးရမယ့်ကဏ္ဍ၄ခွက်ဒီ8-1 8-2 8-5 8ခွန်ပါเนาะ8-1 8-2 8-5 8ခွန်ပါတေချာလေးမှတ်ထားပါနှစ်ကွာကောင်းလေးတကွာကောင်းလေးမခေါ်ပြခင်မှာ၄လုံးအပီးတွဲခွေလေးကိုရင်ခေါ်ပေးမယ်၄လုံးပြီးတွဲခွေလေးဒီ3-9 ခွန်1ပါလေးလုံးအပီးတွဲလေးပါ3-9 ခွန်1ပါလေးလုံးအပီးတွဲလေးဖြစ်ပါတယ်ကြိုက်နေတတ်တဲ့ဝမ်းကျိတ်လေးရှိမယ်ဆိုဒီလေးလုံးအပီးတွဲလေးနဲ့ကတ်ထုတ်ပါเนาะမရှိတဲ့ကိုရီမတွေကတော်လေးเนาะအခုပေးထားလေးလုံးအပီးတွဲလေးကိုခွေထိုးလို့ရပါတယ်เนาะဒီလေးလုံးအပီးတွဲလေးမှာအပူလေးပါပါတယ်9-9 ခွန်3-3 ဆိုပြီးတော့အပူလေးပါမယ်4ဘူးနဲ့10ဘူးပါတတိထားပါနှစ်ကွာကောင်းလေးကိုအရင်ခေါ်ပေးမယ်နှစ်ကွာကောင်းလေးမခေါ်ပြခင်မှာလိုက်လက်မလေးနှိပ်ပြီးအားပေးပါ channel လေးကအသစ်ဖြစ်တာမလို့တချို့ကိုရီမားတွေဆိုတော်လေးရဲ့ YouTube channel လေးအသစ်ကလေးကိုမသိဘူးဒါကြောင့်မလို့ share လေးနဲ့ share ပေးပါအများလဲပေါ့အောင်အများလဲရအောင်လို့เนาะကိုတကိုယ်တည်းကိုမကြည်ပဲနဲ့เนาะစေနာမြစ်တာလေးနဲ့ထားပြီး share လေးနဲ့ share ပါတော်လေးတောင်မှစေနာထားပြီးကိုရီမားတွေကိုပေါက်စေခြင်းနဲ့ရစေခြင်းနဲ့ဒါကြောင့်မလို့လာရောက်တင်ပေးတာဖြစ်တဲ့အတွက်ကိုရီမားတွေဘက်ကလည်းစေနာလေးထားပြီးတော့တော်လေးရဲ့ဗီဒီယိုဖိုင်လေးကို share ပေးပါလိုက်လက်မလေးနှိပ်ပြီးအားပေးပါเนาะကဲနှစ်ကွာကောင်းလေးကိုအရင်ခေါ်ပေးမယ်မျိုးတွေအားလုံးပဲနှစ်ကွာကောင်းလေးဒီ4နဲ့ဆို4-6 8နဲ့ဆို8-6ပါနှစ်ကွာကောင်းလေးဖြစ်ပါတယ်4နဲ့ဆို4-6 8နဲ့ဆို8-6ပါအကြိုက်ဆုံးတစ်ကွာကောင်းကိုခေါ်ပေးမယ်เนาะအကြိုက်ဆုံးတစ်ကွာကောင်းဒီ43ဆိုတဲ့ကဏ္ဍလေးအကြိုက်ဆုံးတစ်ကွာကောင်းလေးဖြစ်ပါတယ်43ဆိုတဲ့ကဏ္ဍလေးအကြိုက်ဆုံးတစ်ကွာကောင်းလေးပါကဲတော်လေးနောက်တစ်ခေါက်ပြန်ခေါ်ပေးမယ်မျိုးတွေအားလုံးပဲတေချာလေးတော့မှတ်သွားပါတော်လေးပေးတဲ့ကဏ္ဍလေးဒီအလွန်ဒီညနေမှာအလွန်အားကောင်းသောကဏ္ဍလေးတွေမလို့လာရောက်မျှဝေပေးတာဖြစ်ပါတယ်မနက်ကကဏ္ဍတွေကိုเนาะမနက်ကကဏ္ဍကနေကုန်ဆိုပြီးမှကိုရီမတွေအားလုံးပဲမနက်ကကဏ္ဍကိုမစောတော့နဲ့ဒီညနေမှာเนาะထိုးရမယ်ဝမ်းချင်းရောအကွက်ကလေးတွေတော်လေးလာရောက်တင်ပေးတယ်ဒီညနေအတွက်တင်ပေးတဲ့ကဏ္ဍလေးပဲလိုက်စော့ပါတော်လေးရှိမှာအဖွဲ့ဝင်ထားတဲ့အမျိုးတွေလည်းအဖွဲ့ဝင်စားတို့ဒီညနေမှာအားကောင်းပါတယ်တေချာလေးလိုက်ထားပါเนาะကဲ9ရက်17လပိုင်း2025ဗုဒ္ဓဦးနေ့ညနေ4:30မိနစ်မှာထိုးရမယ့်ပတ်တီဒီ
4ပတ်ဒီ10ပတ်ဒီပါ4 8ဝမ်းချင်းဖြစ်ပါတယ်เนาะ4ကြိုက်တဲ့ကိုရီမတွေ4ကိုပတ်မယ်10ကြိုက်တဲ့မျိုးတွေအားလုံးပဲ10ကိုပတ်ပါ4နဲ့ထိုးရမှာကနန်း4ကွက်ဒီ4 1 4 2 4 5 4ခွန်ပါ10နဲ့ထိုးရမှာကနန်း4ကွက်ဒီ8 1 8 2 8 5 8ခွန်ပါเนาะ4လုံးအပြီးတော့ခွဲလေးဒီ6ခွန်3 1 4လုံးပြီးတော့ပါ6ခွန်3 1 4လုံးပြီးတော့လေးပါခွေထိုးမယ်ဆိုခွေထိုးလို့ရတယ်ခွေမထိုးခြင်းနဲ့ကြိုက်နေတတ်တဲ့ဝမ်းချင်းလေးရှိမယ်ဆိုဒီ4လုံးပြီးတော့လေးနဲ့ကတ်ထိုးပါဒီ4လုံးပြီးတော့လေးမှာအပူလေးပါပါတယ်6 3 3ခွန်ခွန်1 1ဆိုပြီးအပူလေးပါတယ်4ပူ10ပူတတိထားပါနှစ်ကွက်ကောင်းလေးဒီ4နဲ့ဆို4 6 8နဲ့ဆို8 6ပါအကြိုက်ဆုံးတစ်ကွက်ကောင်းဒီ43ဆိုတဲ့ကနန်းလေးတစ်ကွက်ကောင်းလေးပါနော်ကိုရီမတွေအားလုံးပဲတော်လေးရဲ့ YouTube channel လေးကအကောက်တစ်ဖြစ်တာမလို့ကိုရီမတွေအများသူငါပေါ့အများသူငါတွေ့အောင်အများသူငါရအောင်လို့ share မူ share လေးနဲ့တော်လေးရဲ့ဗီဒီယိုပိုင်းလေးကိုအတူတကွ share ပေးကြပါ like လက်မလေးနှိပ်ပြီးအားပေးပါနော် channel လေးကို subscribe မလုပ်ရသေးတဲ့အမျိုးတွေအားလုံးပဲ channel လေးကို subscribe လေးနှိပ်ပြီးကြည့်ပေးပါနော်တော်လေးရဲ့ဗီဒီယိုပိုင်းလေးကိုဒီမှာပဲရန်နာပါရစေကိုရီမတွေအားလုံးပဲစိတ်ချမ်းသာကိုကြမ်းမှကြပါစေစီးပွားရေးလူမှုရေးစသဖြင့်အဆင်ပြေချုံးမိကြပါစေတော်လေးပေးတဲ့ကနန်းနေနဲ့အပတိုင်းလိုလိုနေတိုင်းလိုလိုနော်ထီထီမိမိနဲ့ရကြပါစေတိုင်းဒီမှာငွေတော့ထုတ်နိုင်ပါစေလို့စုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကိုလက်ပါမျိုးတွေအားလုံးပဲနော်